နေဝင်ရိုးဤအချိန်လေးမှာရွာထက်ကကွင်းပြင်ကျဲကြီးဟာကျွန်တော်တို့အတွက်တော့ကမ္ဘာအကြီးဆုံးဘောလုံးကွင်းကြီးတစ်ကွင်းပေါ့ဖီနက်မပါလဲဖြစ်တယ်ဝစ်စုံမတူလဲရတယ်ဘောလုံးတစ်လုံးရှိရင်ပဲပြီးပြီဆုံးနေခဲ့တဲ့အချိန်တွေဖုံးတစ်လုံးလုံးကြားမှာပြီးလွှားရင်ညနေခင်းရဲ့ပင်မဲမှုတွေကိုပျော်ရွှင်မှုတွေနဲ့လဲလှယ်ခဲ့ကြဘူးတယ်ကွင်းဘေးမှာထိုင်ကြည့်ရင်အားပေးနေတဲ့တငယ်ချင်းတွေရွာလိုင်းကဖြတ်သွားတဲ့ဆိုင်ကဲတန်းတွေအရာအားလုံးကရိုးရှင်းပေမဲ့ပြန်တွေးတိုင်းလွမ်းမိုးစရာပါအဲ့ဒီတော့ကတော့ဒီကွင်းပြင်ကြီးကနေတနေ့ဝီးကွာသွားမယ်လို့ဘယ်သူမှမတွေးခဲ့ဘူးအခုတော့အားလုံးကကိုယ့်ဘဝနဲ့ကိုယ်ရုန်းကန်နေကြရပြီတချို့ကမြို့ပြရဲ့မီးအောင်အောင်ပါတချို့ကတော့တနေ့တကြီးပါဒါပေမဲ့မျက်စိပိတ်လိုက်တိုင်းအဲ့ဒီညနေခင်းရဲ့နေရောင်ကြီးနွေ့နွေးနဲ့တငယ်ချင်းတွေရဲ့အော်ဟစ်တန်တွေကိုကြားနေရတော့မယ်လွမ်းတယ်ဆိုတာပြန်မရတော့တဲ့အချိန်တွေကိုတန်ဖိုးထားမိရမျိုးပါဒီဗီဒီယိုလေးကိုကြည့်ရင်ခင်ဗျားတို့ရဲ့ငယ်ဘဝညနေခင်းတွေကိုရောသတိရသွားကြရဲ့လား